အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မိတ်တူနဲ့ B9 ဆိုင်နေတဲ့ပေါ့နော်ဒီဇိုင်းရဲ့ PSC ဘိုင်နေအများကြီးရှိတဲ့နေရာမှာဒါမျိုးပေါ့နော်ဂရိစာချုပ်တွေအမွေပေးဂရိစာချုပ်တို့ကျွန်တော်ဒီမှာဆိုရင်လည်းအမွေပေးစာချုပ်ချုပ်ဆိုခြင်းမျိုးမျိုးပေါ့နော်ဒီဒါကတော့နှစ်ဦးသဘောတူအိမ်ချမ်းမြေအယောင်စရံပေးဂရိစာချုပ်ဒါကတော့ဒါရှေ့ရဟာပေါ့နံပါတ်1 2ခွဲထားတာနှစ်ဦးသဘောတူဒါကွက်လက်စရံပေးမျိုးမျိုးရေးမယ်ပေါ့နော်ဒါစရံပေးတဲ့နေရာမှာစရံပေးဂရိစာချုပ်တွေပြီးတော့ဒါကတော့လူသဘောတူအိတ်ချမ်းမြေအယောင်ဝယ်ဂရိစာချုပ်တွေဒါမျိုးစာချုပ်တွေကျွန်တော်ဒီမှာရှိပါတယ်ဒါမိတ်တူနဲ့ B9 ဆိုင်နေမှာအလောက်အဆုံးဖြစ်တဲ့ဒီဇိုင်းထဲမှာfile မျိုးသားထဲမှာတခုအပါဝင်ဖြစ်ပါတယ်ဒီမှာကျွန်တော်ပြပေးမယ်ဒီမှာဆိုလို့ရှိရင်ဒီမှာကားရောင်းဝယ်စာချုပ်ပါမယ်ငွေချင်းငါးစာချုပ်ပါမယ်ငွေယုံကြည်အနံ့ချင်းစာချုပ်ပါပါမယ်ပြီးလို့ရှိရင်ကျွန်တော်တိုက်ခန်းအယောင်းဝယ်စာချုပ်ပါပါမယ်မြေခွေးအယောင်းဝယ်စာချုပ်ပါပါမယ်မော်တော်ကားငှားရမ်းခြင်းဂရိစာချုပ်ပါပါမယ်လက်ထက်စာချုပ်ပါပါမယ်လက်မယားကွာရှင်းနဲ့စာချုပ်ပါပါအောင်မယ်ပြီးလို့ချင်းကျွန်တော်ဘယ်လိုဟာပါမလဲဆိုရင်ဒီမှာအမွေပေးဂရိစာချုပ်ပါမယ်အိမ်ချမ်းမြေအယောင်းဝယ်စာချုပ်ပါမယ်ဒီမှာဆိုလို့ချင်းအိမ်ရှင်အိမ်ငါစာချုပ်ပါပါမယ်ဒီစာချုပ်ဒီဇိုင်းတွေကကျွန်တော် Photoshop တို့ Microsoft Word တို့အဲ့မှာစာသားတွေစီထားပေးပြီးသားပါဒါအောင်မှလည်းကိုယ်တိုင်စိတ်ကြိုက်လို့ Photoshop ပြန်လုပ်ပြီးတော့မှလည်းသုံးလို့ရပါတယ်အဲကြောင့်မလို့ဒါမျိုးဒီဇိုင်းတွေအပြင်တခြားသောမိတ်တူနဲ့ B9 ဆိုင်နေအတွက်တခြားသောဒီဇိုင်း PSC ဖိုင်တွေမျိုးစုံအောင်လည်းထည့်ပေးထားတဲ့ကြောင့်မလို့အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် TikTok bio မှာ TikTok ရဲ့ profile အောက်မှာရှိတဲ့ဖုန်းနံပါတ်တွေအကောင့်တွေဆက်သွယ်ပြီးမေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်